ရိုကိုကျွန်တော်ဒီဗီဒီယိုမှာပြပြချင်တာကကျွန်တော်ဒီခွန်သုံးလုံးပေဝင်မှာငွေသွင်းနည်းအမှန်ကိုကျွန်တော်ပြပြပေးချင်တာပြောကျွန်တော်တို့ငွေသွင်းတော့မယ်ဆိုရင်အောက်ဆုံးလေးကကျွန်တော်ဆိုတဲ့ဟာကိုကျွန်တော်တို့ချက်နေပြီပါနော်ဒီမှာကျွန်တော်ဆိုတဲ့ဟာလေးကိုချက်နေပြလိုက်မယ်ကျွန်တော်ဆိုတဲ့ဟာလေးကိုချက်နေပြီဆိုရင်ဒီမှာအဲ့မှာကျွန်တော်ရဲ့ဒီငကုံငွေအမောက်ကဒီမှာ13000ရှိတယ်မိတ်ဆွေတို့တွေ့လာတော့မသိဘူးဒီမှာ13000ကျော်ရှိတယ်အဲ့ဒါကိုကျွန်တော်တို့ဟိုငွေထပ်သွင်းပါပေါ့ငွေထပ်သွင်းမယ်ဆိုကျွန်တော်တို့ကဒီငွေသွင်းဆိုတဲ့ဟာလေးကိုချက်နေပြလိုက်ပါငွေသွင်းဆိုတဲ့ဟာလေးကိုချက်နေပြလိုက်ပါအဲ့တော့ငွေသွင်းဆိုတဲ့ဟာလေးကိုချက်နေပြလိုက်ပြီဆိုရင်တို့ဒီမှာUSD page ရှိတယ် online page ရှိတယ်ကျွန်တော်တို့ USD ဒါဒေါ်လာနဲ့သွင်းနေတယ်လို့ဆိုရင် USD page ကိုနဲ့ကျွန်တော်တို့ကိုက KB ဝေပေးနဲ့သွင်းနေတယ်ဆိုဒီ online page ကိုတစ်ချက်နေပြီเนาะဒါ KB ဝေပေးနဲ့သွင်းမယ်ဆိုဒီ online page ကိုတစ်ချက်နေပြီပဲကျွန်တော်အဲ့မှာနှိပ်လိုက်ပြီဆိုကျွန်တော်တို့က KB နဲ့သွင်းမှာလားဝေးနဲ့သွင်းမှာလားကျွန်တော်တို့တစ်ချက်ရှိပါတယ်ကျွန်တော် KB နဲ့သွင်းမယ်ဆိုရင်ဒီအားလို့တစ်ချက်နေပြီပါဝေးနဲ့သွင်းမယ်ဆိုဒီအားလို့နှိပ်ပြီပါဒါ KB နဲ့သွင်းမဲ့သူတွေဒါဝေးနဲ့သွင်းတဲ့သူတွေအတွက်ဒါဝေးနဲ့သွင်းတဲ့သူတွေဒါအဲ့တော့ကျွန်တော် KB နဲ့သွင်းမယ်ဖြစ်တော့ KB ကိုတစ်ချက်နေလိုက်မယ်ကျွန်တော်တို့ဒီမှာကကျွန်တော်တို့ငွေဘယ်လောက်သွင်းမှာလဲကျွန်တော်တို့9000သွင်းမယ်ဆို9000မှာရိုက်ထည့်လိုက်ပါเนาะဒါကိုသွင်းနေတဲ့ငွေပမာဏကိုရိုက်ထည့်လိုက်ပြီးဆိုတော့ငွေသွင်းဆိုတဲ့ဟာလေးရှိတယ်အောက်ဆုံးမှာငွေသွင်းဆိုတဲ့ဟာလေးကိုဒီမှာငွေသွင်းဆိုတဲ့ဟာလေးကိုတစ်ချက်နေပြီပါเนาะဒီမှာငွေသွင်းဆိုတဲ့ဟာလေးကိုတစ်ချက်နေပြီလိုက်ပါအဲ့မှာဆိုရင်ကျွန်တော်တို့ငွေလွှဲရမယ့်ဟာလေးကိုကျွန်တော်တို့ချပေးလိုက်မယ်ဒီမြင်းနဲ့ပြင်လေးရောက်တယ်ဒီမြင်းနဲ့ပြင်ရောက်ကျွန်တော်တို့ကစကွန်ရော်လေးတစ်ချက်ရယူတာစကွန်ရော်တစ်ချက်ရယူထားပြီးတော့ကျွန်တော်တို့ကဒီဖုန်းနံပါတ်လေးကိုကျွန်တော်တို့ကလွှဲပေးရမှာဖြစ်တယ်အဲ့တော့ဒီဖုန်းနံပါတ်လေးကိုကျွန်တော်တို့ကဒီနေရာလေးကိုနှိပ်ပြီးတော့ copy ယူလိုက်အဲ့တော့ဒီမှာ copy ယူလိုက်အပေါ် copy အောင်မြင်လို့ပေါ်တယ်ဆိုကျွန်တော်က KB မှာသွားလွှဲရုံပဲအဲ့တော့ကျွန်တော်တို့က KB ကိုသွားလိုက်မယ် KB လေးရောက်ပြီဆိုတော့ကျွန်တော်တို့ copy ယူခဲ့တဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်မယ်ကျွန်တော်တို့ကနောက်ဆုံးက9695ကျွန်တော်တို့ဒီမှာ695အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ9000ရိုက်ထည့်လိုက်မယ်ကျွန်တော်9000ထည့်တာဆိုဒီမှာ9000ထွဲလိုက်မယ်နော်9000ထွဲလိုက်မယ်တွဲပြီးဆိုကျွန်တော်တို့ကဒီကျွန်တော်တို့ဒီလုပ်ငန်းစဉ်နံပါတ်ကွာလုပ်ငန်းစဉ်နံပါတ်သုံးဆောင်မှုအမှတ်ရဲ့နောက်ဆုံးနံပါတ်5လုံးကိုကျွန်တော်တို့ကဒီမှာပြန်ထည့်ပေးရမယ်အဲ့တော့နောက်ဆုံးနံပါတ်5လုံးကဒီမှာ965နှစ်965နှစ်ကျွန်တော်တို့965နှစ်ကိုသွားထည့်ပေးရမယ်ဒါမိတ်ဆွေတို့တယောက်တော့မတူဘူးကိုယ့်လုပ်ငန်းစဉ်နံပါတ်ရဲ့နောက်ဆုံး5လုံးကိုထည့်ရ965နှစ်အဲ့တော့ပြီးရင်ဒီမှာဒီနေရာလေးရောက်ပြီဆိုဟိုကအမြောက်လို့တောင်းတယ်ဒီနေရာလေးစကွန်ရော်တစ်ချက်ရောက်တာဘာလို့လဲဆိုတော့ကိုကတကယ်လို့ဟိုကဗာလဲတကယ်လို့ကိုကဒီအကြောင်းမျိုးကြောင့်မှားယွင်းသွားဆိုကိုကဒီဟာလေးကိုစကွန်ရော့ပြပြီးတော့ကိုငွေလဲထားတဲ့မတန်းလေးနဲ့ပြန်ပြပြီးတော့ပြန်လျှောက်ရင်ပြန်ရတယ်အဲ့ဒါကြောင့်မို့နော်ဒါလေးကိုစကွန်ရော့လေးရယူခိုင်းတယ်ဟုတ်ပြီတင်ပြပြီးတော့ချက်နေလိုက်ဒါကိုရပြီဆိုရင်ဒါလေးကိုခဏလေးစောင့်ရလိုက်ခဏလေးစောင့်နေဆိုသူ့ဘက်ကချတယ်ဒီလိုမျိုးလေးမျက်နှာပြင်ပြန်ချပြီဆိုဒါကိုငွေသွင်းတာအောင်မြင်သွားတယ်ဒီလိုမျက်နှာပြင်လေးဆိုနော်အဲ့ဒါဆိုကျွန်တော်တို့အကောက်ဆိုပြန်သွားလိုက်မယ်ကျွန်တော်တို့ဆုံးတော့13000ကျော်ရှိတာအခုငွေဘယ်လောက်ပြန်ရောက်လဲကျွန်တော်တို့ပြန်ကြည့်လို့ရတယ်ရှိတာအခု18000ကျော်ရှိနေပြီအဲ့တော့ကျွန်တော်တို့ကဒီငွေသွင်းလေးကိုကျွန်တော်တို့ကသွားပြီးပြန်စစ်လို့ရကျွန်တော်တို့ငွေသွင်းအောင်မြင်ကိုမှာငွေသွင်းမှတ်တမ်းလေးရှိတယ်အဲငွေသွင်းမှတ်တမ်းလေးကိုတစ်ချက်နေလိုက်နော်အော်ပြီးပါပြီလို့ပေါ်ပြီဆိုတာကျွန်တော်တို့ငွေသွင်းတာအောင်မြင်တာပဲဖြစ်ပါတယ်နော်